ကိုမျိုး hello မင်္ဂလာပါ level 53မင်္ဂလာပါ level 15 hello ထွန်းထွန်းမင်္ဂလာပါမင်္ဂလာပါရှင်level 57 hello မင်္ဂလာပါ level 16မင်္ဂလာဝတ်တုံဦးမင်္ဂလာပါရှင်ကျမတူတူလေးပြောစရာရှိလို့တူရီစတာဝိုင်းပြီးဖြည့်ပေးကြပါလားလို့လူပွဲစားတဲ့လူကြီး hello မင်္ဂလာပါ thank you ကျေးဇူးတင်ပါတယ်အဲ့လိုလေးချစ်ပေးကြပါlevel 31 hello ကိုမိုးထက်မင်္ဂလာပါရှင် SM hello မင်္ဂလာပါ ID hello မင်္ဂလာကိုဖြိုးမင်္ဂလာပါ level 65 hello ကောင်းဟီယာဆိုကောင်းဟင်းဆိုလေကျမတို့ခေါ်ရလွယ်တဲ့နာမည်လေးတွေမှဲ့စားပါရှင်တို့ကကျမဘယ်လိုခေါ်လို့ခေါ်မှန်းကိုချမ်း hello မင်္ဂလာပါဝိုင်းမင်္ဂလာပါ user ပိုင်တော့ hello မင်္ဂလာပါရှင်ကိုတို့လည်းဘူးတယ်လို့မခေါမဘူးတော့ကိုဖောက်ကြည့်လိုက်မင်းလေးကိုဖောက်တကယ်ပါတစ်ပေါက်လောက်စမ်းဖောက်ကြည့်စွန့်လာတယ်မဲ့ကိုတယောက်39စီနဲ့နှစ်ပေါက်လုံးပေါက်တယ်တကယ်ပြဖောက်ကြည့်လိုက်ကိုကြီးလှုပ်လို့တကယ်ပြမဟုတ်ညီမလေးကိုကြီးထယူချင်လို့မဟုတ်တကယ်ဘူးတယ်မဟုတ်ဘူးဆိုတာပြချင်လို့ဘူးတယ်မဟုတ်ဘူးဆိုတာညီမလေးတက်တည်ပြချင်တာလဲလို့ကိုကြီး level 50 hello အောင်ကြီးမင်းလောက်ပါကိုကြီးကလိမ့်မှာပါလှုပ်စမ်းပါကိုကြီးလောက်အာမနာနဲ့ညီမလေးကိုအာမနာနဲ့အာနာစရာမလို့မောင်နှမတွေပဲလောက်တကယ်ပဲညီမလေးဘူးတယ်မဟုတ်ဘူးဆိုတာပြရမှာတကယ်ပြောစေတနာရှိလေးတော့ဖောက်ပြီနော်ကိုဘာလို့ W ဖြောက်လိုက်တာလိုင်းမျိုး hello မင်္ဂလာပါအညာသားလေးမင်္ဂလာပါရှင်ဆိုးတော့ဘူးဘာဖြစ်ဘူးနင်း hello ညီမလေးမင်္ဂလာပါနင်းမလင့်သေးဘူးလားဘူးရင်ဘယ်လိုလုပ်ပါမဘူးပါကိုကြီးဘူးရင်ဘူးတယ်လို့ခေါ်ပါမှဖြစ်ဘူးလို့ကိုကြီးကအဲ့နမ်းထိတ်ကနေပြီးဘူးရင်ဘယ်လိုလုပ်နေလဲထိတ်ကပိတ်ပြောနေထိတ်ကပိတ်ပြောမှဘူးရင်ဘူးနေတော့မှာပေါ့စိတ်ညစ်တယ်တော့မြန်မာလိုပဲချလိုက်တော့တအားကုန်တော့ဒီဘူးတွေပဲပြောနေငိုနေလိုက်နော်ကိုကြီးကိုမင်းကုတ hello မင်္ဂလာပါ level 39မင်္ဂလာပါ33မင်္ဂလာပါလဲ level 49 hello လှတယ်ရမ်းမယ် thank you ကြည်နဲ့တယ်ကျမအဲ့လိုပြော level 49မင်္ဂလာပါ level 33 thank you ပါကို W1 ပျောက်သွားပြီလားမသိဘူးဒီလိုသုံးတာမှာဆက်ရမကြသေးပါဘူးဆိုဖယ်ရောက်သွားမှာဘိုက်ခောက်လေးရတာစားနိုင်တောက်နိုင်လို့ထွက်တာ